သူမဟာသူတို့ရဲ့မျက်နှာတွေမဲမောင်သွားပြီးတဲ့နောက်ရှည်လျားဆွင်ကားတဲ့နာရွက်ချွန်ကြီးတွေနဲ့တရိတ်ဆန်နှာခေါင်းတောက်တောက်ကြီးတွေဖြစ်ပြောင်းလဲသွားတာကိုစောင့်ကြည့်နေခဲ့ရတာပါဒါအပြင်ထိုသူရဲ့အရေးပြားဟာလည်းအကြေးခွန်တွေဖြစ်ပြောင်းလဲသွားပြီးမျက်လုံးတွေကတော့ဝါထိန်သွားခဲ့ပါတယ်ဒါတည်းမကပဲဒီလိုဖြစ်ပျက်မှုမျိုးဟာသူမမြင်တွေ့ရတဲ့လူတိုင်းမှာပါဖြစ်ပျက်နေခဲ့တာပဲဖြစ်ပါတယ်သူမကဒီအကြောင်းကိုဆရာဝန်တွေကိုပြောပြတဲ့အခါဆရာဝန်တွေကသူမရဲ့အုံနောက်ကိုစက်ကင်ဖက်စစ်ဆေးခဲ့ကြပြီးနောက်မှာတော့အုံနောက်ထိခိုက်ပျက်စီးမှုတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်ဒီထိခိုက်မှုဟာမျက်နှာသွင်းပြင်ခွဲခြားမှုကိုထိန်းချုပ်တဲ့အပိုင်းနဲ့အယောင်သွေးခွဲခြားမှုကိုထိန်းချုပ်တဲ့အုံနောက်ပိုင်းကိုအနှောက်အယှက်ပေးခဲ့ပုံရပါတယ်ဒါကြောင့်ဆရာဝန်တွေဟာသူမရဲ့ယောဂလက္ခဏာတွေကိုထိန်းချုပ်ဖို့ဆေးဝါးတွေပေးခဲ့ကြပြီးအဲ့ဒီနောက်မှာတော့သူမဟာတာမန်လူတစ်ယောက်လိုပုံမှန်ဘဝအတိုင်းပြန်လည်နေထိုင်သွားနိုင်ခဲ့ပါတော့တယ်